ရှောင်းရှောင်းဆိုတဲ့အမျိုးသမီးလေးဟာအသက်12နှစ်ကတည်းကဖခင်ဖြစ်သူရင်တိုက်မှုတစ်ခုကြောင့်ဆုံးရှုံးခဲ့ပြီးတကိုယ်တည်းရုန်းကန်လာရသူပါသူမရဲ့တစ်ခုတည်းသောအိမ်မက်ကတော့ချမ်းသာတဲ့ခင်ပွန်းတစ်ယောက်ရှာပြီးအသိမ်းခံလိုက်ရတဲ့သူမတို့ရဲ့အိမ်ဟောင်းလေးကိုပြန်ဝယ်ဖို့ပဲဖြစ်ပါတယ်ဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲသူမဟာငွေလိမ်ကိုင်းနဲ့တိုးပြီးစုဆောင်းထားသမျှငွေအားလုံးပါသွားခဲ့ပါတယ်တစ်ဖက်မှာလည်း1996ခုနှစ်ကလူမင်းဆိုတဲ့ပြည်သူ့ကပညာရှင်လေးရှိပါတယ်သူဟာသူ့ရဲ့စီမံကိန်းအတွက်ယင်းနှိမ့်မြုပ်နှံသူရှာမရပဲစိတ်ပြက်နေသူပါဒီနေ့မှာတော့လူမင်းဟာသူ့မန်နေဂျာဖန်ကကုမ္ပဏီပိုင်ရှင်ရဲ့ပိုင်ဆိုင်မှုတွေကိုမတရားရယူဖို့ကြံစည်နေတာကိုသိသွားပါတယ်ဖန်ကလူမင်းကိုနှုတ်ပိတ်တဲ့အနေနဲ့ယင်းနှိမ့်မြုပ်နှံမှုတွေလုပ်ပေးမယ်လို့မလုံးပေးပြီးစီးရုံးပါတော့တယ်အဲဒီညမှာပဲထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုစတင်ခဲ့ပါတယ်ရှောင်းရှောင်းနဲ့လူမင်းတို့ဟာမတူညီတဲ့အချိန်ကာလတွေမှာရှိနေပေမဲ့သူတို့ရဲ့အခန်းထဲကပစ္စည်းတွေဟာတစ်ခုနဲ့တစ်ခုရောနှောကုန်ပါတယ်မနက်မိုးလင်းတဲ့အခါမှာတော့သူတို့နှစ်ယောက်ဟာမမျှော်လင့်ထားတဲ့နေရာတစ်ခုမှာအတူတူရှိနေတာကိုတွေ့လိုက်ရပြီးလန့်နိုးလာကြပါတယ်ရှောင်းရှောင်းကလူမင်းကိုလူဆိုးလို့ထင်ပြီးတစ်ခုခုနဲ့လိုက်ရိုက်ပါတော့တယ်အဲနောက်မှာတော့သူတို့နှစ်ယောက်ဟာလက်ရှိအခြေအနေကိုနားလည်သွားကြပါတယ်သူတို့ဟာအခန်းတစ်ခန်းထဲမှာရှိနေပေမဲ့ရှောင်းရှောင်းက2018ခုနှစ်မှာရှိနေပြီးလူမင်းကတော့1999ခုနှစ်မှာရှိနေတာပါသူတို့ရဲ့တကားတွေကလည်းတစ်ခုနဲ့တစ်ခုချိတ်ဆက်နေပါတယ်ရှောင်းရှောင်းကလူမင်းရဲ့တကားကနေအပြင်ထွက်လိုက်တဲ့အခါ1999ခုနှစ်ကိုရောက်သွားပြီးလူမင်းကရှောင်းရှောင်းရဲ့တကားကနေထွက်တဲ့အခါအနာဂတ်ကနည်းပညာတွေကိုမြင်ပြီးအံ့ဩသွားပါတယ်